တစ်ပတ်လုံးလုံးကိစ္စနဲ့အလုပ်ရှုံးနေရတာကြောင့်ကိုအချိန်မပေးဖြစ်တာနဲ့ဒီရက်မှာတော့ကိုလှုပ်ချင်တာလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့ဒီနေ့မှမလုပ်တာလဲကြာပြီဖြစ်တဲ့တောင်သက်ချင်းကနေစတင်တာပေါ့နော်ကျမကတော့နားရက်မှာအပင်ပန်းခံပြီးတောင်သက်ရတာကိုဝါသနာတစ်ခုလိုဖြစ်နေတာပေါ့နော်အရင်ဆိုမိုးရသည်သို့မဟုတ်ဆောင်းရသည်လောက်ပဲတောင်သက်ဖြစ်တာပေါ့နော်အခုကຫນွေရသည်လေးကိုတောင်သက်ကြည့်ချင်တယ်ဆိုမှသွားကြည့်လိုက်တာတော်တော်လေးကိုလာပါတယ်တောင်မသက်တာကြတော့နည်းနည်းပင်ပန်းတာပေါ့နော်ဒါမဲ့လည်းစူးစမ်းပြီးတော့အဆုံးထိတက်လိုက်ရပါတော့အဲ့လမ်းမှာကိုကစိတ်ပန်းနေတွေ့ရပါတော့ပုံမှန်ဆိုရင်ကိုသွားတဲ့ချိန်ဆိုရင်ဒီပန်ပွင့်တာမတွေ့ဘူးပေါ့နော်ဒီတစ်ခေါက်တွေ့တော့တော်တော်လေးကိုလာပါတော့ကျမတို့ရွာမှာဆိုရင်လည်းတောင်တွေကလည်းရမ်းပေါ်တော့တောင်တက်ရတာကျမတို့အိမ်ကိုလွမ်းပြေးတလို့ခံစားရရလဲပါမယ်တင်တယ်တောင်တက်ပြီဆိုရင်အဲ့လိုမျိုးအိမ်ဆိုရဲခံစားချက်ကိုပေးနေရလဲခံစားရပါတော့အဲကြောင့်မလို့အိမ်ကိုလွမ်းတာတို့စိတ်ပင်ပန်းတဲ့ခါတို့ဆိုရင်တော့တောင်ပဲတက်ဖြစ်တာပေါ့နော်ဟိုငေးတင်ငေးကြည့်ရင်လည်းနောက်ဆုံးတော့တောင်ထဲကိုရောက်လာပေါ့တောင်ထဲကိုရောက်ပြီဆိုတော့ဒီနေရာလေးကိုဓာတ်ပုံရိုက်မှရမှာပေါ့နော်အဲ့နဲ့ဓာတ်ပုံလေးခဏလောက်ဝင်ရိုက်လိုက်ပါတယ်ပြီးတော့ဒီပေါ်လေးနာမှာငုဝပန်းလေးပွင့်နေပါတော့တော်တော်လေးကိုလာပါရဲ့သူ့အယောင်လေးကနောက်ဆုံးတော့ကျမတို့တောင်ထဲကိုရောက်တာပေါ့နော်တောင်ထဲရောက်ပြီဆိုတော့အနားလေးယူလိုက်ပါအောင်မယ်အဲ့ဒါနဲ့တိတ်မကြအောင်မြောက်တွေရောက်ချလာပါတော့မြောက်ကတကောင်နဲ့မဟုတ်ပါဘူးအများကြီးကိုရောက်ချလာပေါ့ပုံမှန်ဆိုသူတို့ဒီချိန်ပဲလာနေကြပဲတင်တယ်အဲ့နဲ့ကိုတွေကနေရရွှေ့ပြီးတော့ဓာတ်ပုံကရကြပါတယ်သူတို့မလိုက်လာတော့ထင်ပြီးတော့တိတ်မကြသူတို့အဖွဲလိုက်ပုံပြီးတော့လိုက်လာတယ်အဲ့နဲ့ကျမတို့ကြောက်လို့ဆိုမှဆင်းသွားပါတယ်ဆင်းတဲ့လမ်းတစ်လျှောက်လည်းမြောက်တွေပါပဲမြောက်တွေကြီးပါပဲအဲ့နဲ့လွယ်အိမ်အနိုင်ခံရမှာကြောက်လို့ရှေ့ထားပြီးတော့လွယ်ပြီးတော့ပြန်ပါတယ်အဲဒီမနေ့ပိုင်းတောင်တက်ရတော့ကျမတို့အရန်ပျော့ချက်ကောင်းလို့ထင်တာပေါ့နော်မတက်တာလည်းဂျာပြီးတက်ချင်တဲ့စိတ်ရလည်းရှိနေရောပို့ပြီးတော့ပျော့တယ်ပေါ့နော်အဲ့နဲ့တိတ်မကြောက်ကိုရေအိမ်မှာရေပြန်ချိုးပြီးတော့ညနေပိုင်းလောက်ကော်ဖီဆိုင်မှာတယောက်ထဲသွားထိုင်ပါတယ်ကျမဒီကော်ဖီဆိုင်တို့စားတော့ဆိုင်တို့တွေမှာဆိုတယောက်ထဲထိုင်ရတာကိုသဘောကျတာပေါ့နော်တယောက်ထဲသွားတာကတော့ဘာမှညှိစရာမလိုပေါ့နော်တိုက်ပစရာမလိုပဲနဲ့ကိုလှုပ်ချင်တာကိုလှုပ်ကိုစားချင်တာစားကိုကြိုက်တာလှုပ်လို့ရတဲ့ချိန်လို့လည်းခံစားရပါတော့ဒါပေမဲ့တယောက်ထဲနေရတာကိုကြိုက်တာတော့မဟုတ်ပါဘူးကိုကတော့ balance ဖြစ်တာကိုသဘောကျတာပေါ့နော်ကိုလည်းအချိန်ပေးတဲ့ရက်ရှိသလိုတကယ်ချင်းနေနဲ့လည်းအချိန်ပေးတဲ့ရက်ရှိပိုကောင်းတာပေါ့နော်အဲ့နဲ့ကိုလေးမှာကျမလှုပ်ခဲ့တာတွေလှုပ်လိုက်ရပြီဆိုတော့အရင်ဝမ်းသာပါတယ်အဲဆိုတော့ဒီနေ့ဗီဒီယိုကျမတောင်းတက်ခဲ့တဲ့ပုံလေးနဲ့ဆုံးသက်လိုက်ပါတယ်